United အသင်းနေနဲ့မှတ်ပေးစရာရဲ့အဆင့်3တနေရာမှာရက်တည်နေပေမဲ့လည်းကျွန်တော်တို့ Chelsea အသင်းကသာအနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ဥရောပဝင်ခွင့်တိုက်ပွဲကပုံမှုပြီးတော့မြိုင်ဆိုင်လာအောင်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာတော့တနင်္ဂနွေနေ့မနက်အစောပိုင်းမှာချင်းမြန်ကစားသွားမယ်ကျွန်တော်တို့ Chelsea အသင်းနဲ့ United အသင်းတို့ရဲ့ပွဲစဉ်အကြောင်းကိုအနည်းငယ်ပြောပြပြီးတော့ဘိုးရဲလက်ခံမှတ်ပြီးသွားမှာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ပထမကြောရက်လက်မှာဆိုရင်တော့ United အသင်းက Old Trafford မှာ 2-1 ဆိုတဲ့ရလက်နဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ Chelsea အသင်းကဆိုရင်တော့နောက်ဆုံးကစားထားတဲ့ပြိုင်ပွဲစုံ5ပွဲမှာတပွဲသာအနိုင်ရရှိထားပြီးတော့ Premier League မှာ3ပွဲစီရှုံးပွဲကြုံတွေ့ထားရတာဖြစ်ပါတယ်တစ်ဖက်က United အသင်းကဆိုရင်လည်းနောက်ဆုံးကစားထားတဲ့2ပွဲစီနိုင်ပွဲပြတ်ဆုံးထားတဲ့အပြင်အသင်းရဲ့နောက်ခံကစားသမားတွေကလည်းအနီးကပ်ပွဲပဲအပြစ်ဒဏ်ခံရတာကြောင့်ကျွန်တော်တို့ Chelsea အသင်းနေနဲ့အိမ်ကွင်းမှာပြန်လည်ပြီးတော့ United အသင်းကိုအနိုင်ယူသွားမလားဆိုတာကိုတော့ကျွန်တော်တို့ရင်ခုန်စွာနဲ့စောင့်ကြည့်သွားမှာဖြစ်ပါတယ်Chelsea အသင်းမှာဆိုရင်တော့အသင်းရဲ့အဓိကကွင်းရကစားသမားဖြစ်တဲ့ Enzo Fernandez အနေနဲ့နီးပြရဲ့နှစ်ပွဲပဲပြစ်ဒဏ်ကနေပြီးဆုံးလို့အသင်းသားတွေနဲ့အတူလေ့ကျင့်ရေးတွေပြန်လည်လှုပ်ဆောင်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ United အသင်းနဲ့ပွဲစဉ်မှာပြန်လည်ပါဝင်နိုင်မလားဆိုတာကိုတော့ကျွန်တော်တို့ပြည်သက်တွေမျှော်လင့်ရမှာဖြစ်ပါတယ် United အသင်းဘက်ကတော့အသင်းရဲ့အဓိကနောက်ခံကစားသမားတွေဖြစ်ကြတဲ့ Harry Maguire နဲ့ Martinez တို့ကအနီးကပ်နဲ့ပွဲပဲပြစ်ဒဏ်ခံထားရတာကြောင့်ကျွန်တော်တို့ Chelsea အသင်းနဲ့ပွဲစဉ်မှာပါဝင်နိုင်မှာမဟုတ်ပါဘူးအဲကြောင့်မို့လို့ကျွန်တော်တို့ Chelsea အသင်းရဲ့တိုက်စစ်အနေနဲ့အားရော့နေတဲ့ United အသင်းရဲ့နောက်တန်းကိုဂိုးတွေရဖို့ကခက်ခဲမှာမဟုတ်ဘဲနဲ့ Chelsea အသင်းကပဲအိမ်ကွင်းမှာ 2-1 ဆိုတဲ့ရလလောက်နဲ့ပြန်လည်ပြီးတော့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ